ဘာခိုင်းစရာရှိလို့လူကိုယ်တိုင်ကြော်မြဲမလာပဲနဲ့ဒီကုကခေါ်ဝမ်းလိုက်ရတာလဲ ခိုင်းစရာရှိလို့မဟုတ်ပါဘူးဟာနင်ရလေ အဲ့မြန်ဘာလို့ခေါ်ဝမ်းနေပြီလဲ ဟိုလေနင်အပြင်လေးပါလေးမတော်ဘူးလား တော့ပါဘူးဟာဘာလဲငါအပြင်သွားရင်ငါနဲ့ကတ်လိုက်မလား မလိုက်ပါဘူးဟာငါအမေရလေငါအပြင်ထွက်မှာလေမွေပေါက်မှထထောင်ကြောက်သေးတယ်ခြံထဲကထွက်လို့မရလို့နင့်ကိုခေါ်ခိုင်းလိုက်တာပေါ့ အဲ့ဆိုဘာလို့ငင်းနေသေးလဲ ဟိုနင်အပြင်သွားရင်အထွေးစီညာသွားမလားလို့ပါဟာ ပြောတော့မခိုင်းပါဘူးဆိုနောက်ဆုံးတော့လဲဒါပဲရတာလေးကအထွေကိုတွေ့ကျင်လို့ဒါပဲပြောမှာမဟုတ်လားအထွေအောင်ပြောသေးတယ်ဟိုနေ့နေနဲ့တွေ့သေးတယ်သူ ဟုတ်တယ်လေဟိုဒါလီကအထွေးနှုတ်မဆက်ပဲရန်ကုန်ပြန်သွားမှာဆိုလို့ပါ အပြင်မောင်းများတာလေသူ့မိနာရဲ့ကိစ္စကိုရက်မလဲသေးဘူးပြီးတော့သူ့ကိုရအမြဲတမ်းမိုးနေတာဆိုတော့အဲလေကိစ္စအင်္ဂလိပ်စာသူပဲလုပ်နေတာဟုတ်ဒီငါကိစ္စကလည်းရှိသေးတော့ကြံသေးပါဦး ပြောပါဦးနင်ကိစ္စကဘာလဲငါ့ကိုလည်းပြောပြအောင်လေ အခုတော့ပြောပြသေးလို့မရဘူးကနောက်ကြရင်တော့ပြောပြမယ်ငါပြန်ပြီဟာ ပြောလဲနေပေါ့အထွေးကတော့ပြောပြမှာပဲ